Hanabi skin ကိုလိုချင်ရင်ဒီအမားတွေမလုံမိပါစေနဲ့ Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့ Hanabi skin အကြောင်းလေးနည်းနည်းပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် even ကလွယ်မလို့နဲ့ရှုပ်လို့ပါဘာကြောင့်လဲဆိုလို့ရှိရင် तू က draw spin ကနှစ်ခုပါတယ်ပေါ့နော် तू က Hanabi skin ရမဲ့ draw ရယ်ပြီးရင် diamond တွေကန်ဆန်းလို့ရမဲ့ draw ရယ်နှစ်ခုပါတယ်ပေါ့နော်အဲ့နှစ်ခုမှာဆိုလို့ရှိရင် diamond တွေပါတဲ့ draw ဘက်မှာကျွန်တော်တို့အနေနဲ့ special skin တွေကိုအလကားရအောင်ပါအဲ့ဒါကဘယ်လိုရမလဲဆိုလို့ရှိရင် तू က draw တွေလှည့်ရမယ်ပေါ့နော်ကီးလေးတွေစုပြီးတော့ draw လေးတွေလှည့်ရမယ်အဲ့အခါမှာ तू ကဒီ coin လေးတွေကိုရမှာဖြစ်ပါတယ်အဲ့ coin လေးတွေနဲ့ကျွန်တော်တို့က special skin တွေ elite skin တွေ normal skin တွေကိုလဲယူလို့ရမှာဖြစ်ပါတယ် special skin တွေကိုတော့ coin 949လုံးနဲ့လဲရမှာဖြစ်ပြီးတော့ elite skin တွေကိုတော့999ခုနဲ့လဲရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ special skin တွေ elite skin တွေအများပြားကိုကိုကြိုက်နေတဲ့ရာကိုလဲလို့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ခုကျွန်တော်ပြောပြတဲ့အမားတွေကိုဘရိုးအနေနဲ့မလုံမိဖို့တော်တော်ကိုအရေးကြီးပါတယ်အဲ့ဒါကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ Hanabi ပါတဲ့ draw ဘက်မှာအရင်ဆုံးပြောလိုက်ရအောင်ဗျအမားနံပါတ်1အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ daily test မှာဆိုလို့ရှိရင် log in ဝင်ရမယ်ပြီးလို့ရှိရင်တပွဲဆော့ရမယ်အဲ့ဒါကအဲ့လောက်ကြီးအရေးမကြီးဘူးဆိုပေမဲ့ကျွန်တော်တို့အနေနဲ့ weekly test မှာဆိုလို့ရှိရင် तू က9ရက်ပဲအချိန်ရတယ်ဗျ9ရက်အတွင်းမှာကျွန်တော်တို့အနေနဲ့14ပွဲဆော့ရမှာပါဘရိုတို့တစ်ရက်တစ်ပွဲပဲဆော့လို့မရဘူးပေါ့နော်အဲ့ဒါတော်တော်ရေးကြီးပါတယ်ဘရိုတို့တစ်ရက်ကို2ပွဲလောက်ဆော့မှရမှာပါဟုတ်အဲ့အတွက်ကြောင့်ဒီဘက်မှာဒီဥစ္စာ weekly တက်ကရန်ကိုရေးကြီးပါတယ်ဒီ weekly တက်တွေလုံးမှပဲကျွန်တော်တို့အနေနဲ့ Hanabi skin ကိုမြန်ဆန်ရမယ်ပေါ့နော်ဒီ weekly တက်စီမလုပ်ဘဲနဲ့ Hanabi skin ကရဖို့ကလုံးဝမသေးကြတဲ့အတွက်ဘရိုအနေနဲ့ဒီအမားကိုမလုံးမိဖို့ကျွန်တော်အနေနဲ့တတိပေးခြင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီ9ရက်အတွင်းမှာ14ပွဲရအောင်ဆော့ပါမအားဘူးဆိုလဲဘွားပွဲသွားဆော့ပါဗျာသူဆော့ခိုင်းထားတဲ့အရာတွေက classic run ဘွားပွဲပြီးရင် magic chat mmg renzi open ဆိုတဲ့အရာတွေပေါ့နော်အဲ့မှာဘရိုကြိုက်တဲ့မုံမှာသွားဆော့တို့ပေမဲ့ဘွားပွဲကအချိန်ကုန်တက်တာဆိုတော့ဘွားပွဲသွားဆော့ဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းတယ်နောက်ထပ်အမားနံပါတ်2ကပါလဲဆိုလို့ရှိရင် diamond တွေကန်ဆန်းတဲ့ဘက်မှာပေါ့နော်အဲ့ဒါအရန်ကိုရေးကြီးပါတယ် special skin တွေလည်းရမယ် diamond တွေလည်းကိုကကန်ဆန်းမှုရမယ်အဲ့အတွက်ကြောင့်ဒီဟာလည်းဒီအမားလည်းတော်တော်မှအရေးကြီးတဲ့ထဲမှာပါပါတယ်အဲ့ဒါဘာလဲဆိုရင်ခုနတိုင်းမှာပဲ तू ကဒီဘက်မှာကပွဲရည်တော်တော်ဆော့ရမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ daily test မှာတင်ကိုတရက်ကို3ပွဲဆော့ရမှာပါဘလို့ခုနက Hanabi ပါတဲ့ဘက်မှာတရက်ကိုတစ်ပွဲပဲဆော့ရတယ်ဆိုပေမဲ့ဒီ diamond တွေကန်ဆန်းလို့ရတဲ့ဘက် special skin တွေပါဂုံးလို့ရမယ့်ဘက်ကတရက်ကို3ပွဲဆော့ရမှာပါနောက်ပြီးတော့ weekly တက်မှာပိုအောင်ဆိုးပါသေးတယ်ဗျခုနကကျွန်တော် Hanabi draw ဘက်မှာ14ပွဲဆော့ရင်ရတယ်တို့ပေမဲ့ဒီ diamond တွေကန်ဆန်းလို့ရတဲ့ဘက်ပြီးရင် special skin တွေရမယ့်ဘက်ကကြတော့တစ်ပတ်ကိုပွဲ40တိတောင်ဆော့ရမှာပါ brother တို့အဲ့အတွက်ကြောင့်ကိုက special skin လဲလိုချင်တယ် diamond လဲကန်ဆန်းချင်တယ်ဆိုရင်တော့ဘွားပွဲတွေတော်တော်များများဆော့မှကိုရမယ်ပေါ့နော်ဒါမှမဟုတ်ဘရိုတို့တငယ်ချင်းတွေစုပြီးတော့ဘွားပွဲဝင်ပြီး surrender အဲ့လိုလုံးမှပဲဖြစ်မယ်ပေါ့နော်လုပ်ငန်းမအားတဲ့သူတွေအတွက်ပြောပြတာပါလုပ်ငန်းအားတဲ့သူတွေကတော့တစ်ပတ်ကိုပွဲ40ကတော့ဖြစ်နိုင်တယ်ပေါ့ဗျာတို့ပေမဲ့အလုပ်မအားတဲ့လူတွေကိုကအလုပ်တစ်ဖက်နဲ့အဲ့လိုမျိုးညာတိုင်းနေပါညာဆင်းရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတငယ်ချင်းတွေစုပြီးတော့ဘွားပွဲထဲမှာ surrender ခေါ်ပြီးပွဲရည်အတွက်ပြည့်အောင်လုပ်ဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းပေါ့နော်ဒီဥစ္စာလည်းတော်တော်ရေးကြီးပါတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့အနေနဲ့ diamond လဲကန်ဆန်းလို့ရမယ်ဗျာ special skin တွေ elite skin တွေလည်း free ရမယ်ဗျာအဲ့အတွက်ကြောင့်ဒီအမားလည်းမလုံးမိဖို့အရန်ကိုရေးကြီးတဲ့ထဲမှာပါပါတယ်နောက်ပြီးတော့အမားနံပါတ်3 special နဲ့ normal တွေ skin တွေကသူကကြာချိန်က44ရက်ထိကြာတယ်ပေါ့နော် bro အနေနဲ့ special skin နဲ့ elite skin ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့special skin ကိုယူဖို့အကြံပေးတယ်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင် special skin က elite skin ကပိုကောင်းလို့ပေါ့ဗျာ။ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ point 200ရမှာဗျ။ elite skin ကကြတော့ကျွန်တော်တို့အနေနဲ့ point 100ပဲရမှာ။အဲ့အတွက်ကြောင့်မလောပါနဲ့။44ရက်ပြည့်တယ်ဘရိုတို့က test တွေအကုန်လုပ်တယ်ဆိုလို့ရှိရင် special skin က easy ကိုလဲလို့ရပါတယ်။အဲ့အတွက်ကြောင့်ကိုကရက်ကမလို့တော့ဘူးထင်ပြီး elite skin တွေမလဲဖို့ကျွန်တော်အနေနဲ့တတိပေးနေတာပါ။ဒီအမကလည်းတခြားလေးဂုံးဖို့ပဲဗျာဂုံးဖို့ပြောချင်တာပေါ့ဗျာဘာလို့လဲဆိုလို့ရှိရင်
ကိုစိတ်ကိုမထိန်းနိုင်ပဲနဲ့စိတ်ရှိရှိနဲ့စောင့်ဖို့ကျွန်တော်ကပြောချင်တာပါဒီအမားကလည်းမလုံးတဲ့နေထဲမှာပါပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် special နဲ့ elite ဆိုရင်ဗျာဘုသူမေ special ပဲယူမှာပဲဟုတ်တယ်မလားဒီထဲမှာဆိုလို့ရှိရင်ဗျာ special skin တွေဆိုတော်တော်လမ်းတဲ့ဟာတွေပါတယ် sun special skin ဆိုတဲ့လမ်းတယ်ဗျာပြီးရင် Paquiro special skin ဗျာပြီးလို့ရှိရင် Kakura special skin ဗျာ Bella special skin အဲ့အတွက်ကြောင့် skin တွေက special skin တွေကလမ်းတာလေးထည့်ပေးထားတာဖြစ်ရတဲ့ကြောင့်ဘိုလိုအနေနဲ့ special skin တွေထိစောင့်ပြီးတော့လဲဘူးအကြံပေးခြင်းပါတယ် event ကြာချိန်က44ရက်45ရက်တောင်ကြာမှာဖြစ်တဲ့အတွက်ကြောင့်ဒီအမားကလည်းမလုံးတဲ့ထဲမှာပါပါတယ်ဆိုတော့ကျွန်တော်ကဒီနေ့မှာတော့ special skin တွေ Hanabi skin တွေကိုဘလို့အမားတွေမလုပ်ဘဲနဲ့ခေါင်းရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်